ပန်မှာဆိုင်ကယ်တွေဘာလို့မစီးကြရလဲမြန်မာနိုင်ငံမှာဆိုရင်ဆိုင်ကယ်တွေ3များတယ်ဒါပေမဲ့ဂျပန်နိုင်ငံမှာလူတိုင်းကဆိုင်ကယ်မစီးဘဲနဲ့စက်ဘီးနေပဲစီးကြတာအဲ့ဒါဘာကြောင့်လဲဆိုတော့သိလားအဓိကတော့ဂျပန်မှာဆိုရင်ဒီယထာနဲ့တွာလာတဲ့စနစ်ကအရန်ကိုကောင်းမွန်တယ်အဲ့ဒါကြောင့်မို့ဒီဆိုင်ကယ်ကိုတိတ်မသုံးကြရတယ်ဒါပေမဲ့လည်းအဓိကအကြောင်းအရာတစ်ခုရှိရဲအဲ့ဟာဘာလဲဆိုလို့ရှိရင်ဒီဆိုင်ကယ်လိုင်စင်ရဖို့တော့ကအရန်ကိုခက်ခဲတယ်အဲ့ဒါအပြင်ဟိုမှာဒီအခွန်တွေကလည်းအရန်ဈေးကြီးတယ်ဒီဆိုင်ကယ်တစ်စီးတော့ကိုစောင်းရတဲ့ခွန်တွေအရန်ဈေးကြီးတဲ့အတွက်ကြောင့်မလို့ဒီဂျပန်နေနေဆိုလို့ရှိရင်အိန္ဒိနာရှင်နေစီသွားဖို့လာဖို့ဆိုရင်ဒီစပိန်ဝင်ပဲသုံးများလာကြတယ်ဒါကြောင့်မလို့ဂျပန်ရောက်လို့ရှိရင်စပိန်စီရတာပိုအဆင်ပြေတယ်အခုလိုဂျပန်နိုင်ငံထူးခြားချက်တွေကိုဆက်လက်သိရှိနိုင်မှုအတွက်ရစခါပေလေးကို follow လုပ်ပြီးဖို့မမေ့ပါနဲ့เนาะဂျမတာနဲ့